အားလုံးပဲမင်္ဂလာပါခင်ဗျာ Ghost Story Channel ကနေအားလုံးကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာရိုးကြီးဟာအားလဲရက်မှာသူ့အဖိုးရဲ့ခြံကိုလာလဲပါတယ်ရိုးရိုးသားသားပြောရရင်သူကအဖိုးစီကိုတခါမှမရောက်ဘူးသေးပါဘူးမိဘတွေကအဖိုးစီပို့ဖို့အချိန်ပေါင်းများစွာကြိုးစားခဲ့ပေမဲ့အဖိုးကအမြဲတမ်းသဘောမတူခဲ့ပါဘူးဒီတစ်ခါတော့အဖိုးကလက်လျှော့ပြီးတော့မြေးကိုလက်ခံဖို့သဘောတူပုံရပါတယ်ဒါပေမဲ့ဒီလိုလာရောက်တာကိုသူသိပြီးတော့ဝမ်းသာနေပုံမရတာတော့ထင်ရှားပါတယ်အဖိုးကရိုးကြီးကိုပထမဆုံးပြောလိုက်တဲ့စကားကတော့ကြည်နာကိုလုံးဝမကတ်ဖို့ပါပဲအဲဒီမှာသူကအသားရောက်ဖို့အတွက်ကျွဲနွားတွေကိုမွေးထားတာမလို့ဘယ်သူကမှကြည်တဲ့ကိုဝင်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်ရိုးကြီးကအဖိုးကိုစိတ်ကောက်သွားတယ်ကိုမြေးကိုတော့မယုံဘူးလားလို့တွေးမိပေမဲ့သူကတော့အတင်းကျပ်ဝေဖို့မကြိုးစားခဲ့ပါဘူးကောင်းလေးဟာအဖိုးနဲ့အတူတပတ်ကြာနေခဲ့ပြီးပါပြီအစာပိုင်းမှာတော့အဖိုးစီကတမျိုးတခြားခက်ခွာနေတဲ့ခံစားချက်ကိုရခဲ့ပြီးဒါကသူ့ကိုစိတ်ရိုက်စေခဲ့ပါတယ်ဒါပေမဲ့နောက်တော့သူအေးဆေးနေလိုက်ပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့အဖိုးကသူ့ရဲ့ကြီးကိုသာအချိန်ပြည့်ပေးနေခဲ့တာကိုဒါကြောင့်ယိုဟီယာတခါလေးညှားနေတဲ့အထိကွန်ပျူတာကြည့်နေတတ်တယ်လို့တခါလေးတောနေတဲ့အထိထွက်ပြီးတော့လမ်းလျှောက်သွားတာမျိုးလုပ်ခဲ့ပါတယ်ဒီအချိန်တွေတစ်လျှောက်လို့အဖိုးကသူ့ကိုအသားပဲကျွေးခဲ့ပါတယ်ယိုကြီးကအသားစားရတာကိုတိတ်ပြီးစမ်းကျင်တာတော့မဟုတ်ပေမဲ့အသားကနည်းနည်းမာနေပြီးတော့အရသာကလည်းအရန်ကိုစမ်းကျင်နေပါတော့တယ်ယိုကြီးကအဲ့ဒီအရသာကိုဘာနဲ့မှနှိုင်းရှင်လို့မရခဲ့ပါဘူးဒီနေ့မှာတော့ယိုကြီးကအဖိုးကိုဒါဘာသားလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့အဖိုးကဝတ်သားပါလို့တူတူပြောပြီးတော့ဒီစကားဝိုင်းကိုဒီမှာပဲအဆုံးသတ်လိုက်တယ်ဆိုတာမြေးကိုသိစေခဲ့ပါတယ်ကောင်လေးကစိတ်ရှုပ်ထွေးသွားခဲ့ပါတယ်သူဟာအဲ့လိုအရာသာမျိုးရှိတဲ့အသားကိုတစ်ခါမှမစားဘူးလို့ယုံကြည်နေပေမဲ့ဘာကြောင့်လဲတော့မသိဝတ်သားရဲ့အရာသာကိုလည်းပြန်ပြီးတော့မမှတ်မိနိုင်ဖြစ်နေခဲ့ပါတော့တယ်ဟုတ်ပါတယ်အဖိုးကအင်းခန့်အမွေးကြိုင်တွေကိုတုံးထားတာဖြစ်နိုင်ပေမဲ့ဝတ်သားကိုတော့ဘလို့စော်မျိုးနဲ့ပဲချက်ထားပါသည်အမြဲတမ်းခွဲခြားသိနိုင်တယ်လို့ယိုကြီးကထင်ခဲ့တာပါထင်ခဲ့တာကတော့မှားနေပြီဖြစ်ပုံရပါတယ်နောက်ထပ်ရန်နှင်းငယ်ကြာပြီးတော့ယိုကြီးဟာအဖိုးမသိအောင်ကြည်တဲ့ကိုချောင်းကြည့်ခြင်းစိတ်ပြင်းပြလာခဲ့တယ်ဒီနေ့မှာတော့အဖိုးကနည်းနည်းစောစောစပားလင်သွားဆူနေတော့ယိုရီယာချက်ကြီးအိမ်မြေကိုပြေးထွက်လာပြီးအဖိုးထွက်သွားပြီဆိုတာသေချာအောင်လုပ်ပြီးတော့ကြည်စီကိုသွားခဲ့တော့တယ်ဟုတ်ပါတယ်ကြည်ကပိတ်ထားတယ်ဆိုတာယိုရီသိပါလေဒါပေမဲ့သူကတောပေါက်ကနေချောင်းကြည့်လို့ရမလားလို့မျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့တောပေါက်ကအထဲကနေပိတ်ထားပါတယ်အဖိုးကဝိစားတစ်ခုခုကိုထိုးထားတယ်လို့မျိုးဖြစ်နေပါတော့တယ်ယိုရီယာအပေါက်ကိုပိတ်နေတဲ့အရာတစ်ခုကိုဆွဲထုတ်ဖို့လက်လန်းလိုက်တော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘယ်ကမှမသိအဖိုးကသူ့ဘေးနားကိုရောက်လာပြီးတော့ရှင်းပြချက်တောင်းဆိုပါတော့တယ်ယိုကြီးကိုအဖိုးကပထမဆုံးအကြိမ်ဖြစ်အပြစ်ပေးပြီးတော့အခန်းထဲမှာတစ်ပတ်လုံးပိတ်ထားလိုက်တော့တယ်ယိုကြီးဟာအဖိုးကိုဒီလောက်အမျက်ဒေါသထွက်နေတာမျိုးတခါမှမမြင်ဘူးခဲ့ပါဘူးအဲ့ဒီကျိန်စာတိုက်ထားတဲ့ကြီးကိုသူ့သွားကြည့်ပြီးတဲ့အတွက်အကြီးအကျယ်နောင်တရသွားခဲ့ပါတယ်တကယ်တမ်းမှာတော့အရာအလုံးကပို့ပြီးတော့ခက်ခဲနေပါတော့တယ်။အိမ်အကျယ်ကျုံချပြီးတော့2ရက်အကြာမှာပဲယိုရီယာအရန်ပြင်းလာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲသူ့အခန်းပြတင်းပေါက်ကအလွယ်တကူခွင်းလို့ရတယ်ဆိုတာသူတွေးရှိခဲ့ပါတယ်။ဒါကြောင့်သူဟာတောတဲ့ကိုဖြစ်ဖြစ်ဒီကံစီကိုဖြစ်ဖြစ်အခါအားရောစွာထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒါပဲဖြစ်ဖြစ်အဖိုးကသူ့အခန်းထဲကိုဝင်လာတာမှမဟုတ်တာ။ညနေခင်းတစ်ခုမှတော့ယိုရီယာအဖိုးကညစာစားဖို့လာခေါ်မဲ့အတန်ကိုစောင့်နေတော့နိုင်ကိုကြည့်လိုက်တော့9နာရီတောင်ရှိနေပြီအဖိုးကသူ့ကိုမခေါ်တာ2နာရီတောင်ကြော်နေပြီဆိုတာသတိထားမိလိုက်ပါတယ်ယိုကြီးကအရန်ဆာလောင်နေပြီးသူ့ဘိုက်ထက်ကအစာအိမ်ကလည်းအာယုံဆိုင်လာအောင်အကျယ်ဆုံးအတန်လေးနဲ့အော်မီနေပါတော့တယ်သူအခန်းထဲကနေထွက်ပြီးတော့အဖိုးကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်အဖိုးများအကူကြီးလိုနေသလားဆိုတဲ့အတွေးနဲ့ပေါ့အခန်းထဲကထွက်လာတာကိုဘယ်လိုရှင်းပြရမလဲဆိုတာကိုတော့နောက်မှပဲစဉ်းစားလို့ရတာပဲလို့တွေးလိုက်ပါတယ်ကြီးဟာအပြင်မှာမတ်တက်ရက်ပြီးတော့နားထောင်နေခဲ့ပါတယ်ကြီးကနေအတန်တွေထွက်နေတာကလွဲလို့ဘဝင်းကြီးတစ်ခုလုံးကတိတ်ဆိတ်နေပါတယ်အံအားသင်စရာကောင်းတာကတကားကတော့မကတ်ထားပါဘူးပွင့်နေခဲ့ပါတယ်ဒါနဲ့ယိုကြီးကတကားနားကိုအသာလေးကတ်သွားပြီးတော့အထဲကိုတေချာကြီးလိုက်တော့တယ်သူ့အဖိုးကအထဲမှာကြောပေးပြီးတော့တခုခုလုံးနေပုံရတာနဲ့သူတေချာအာယုံဆိုင်ကြည့်လိုက်တော့သူ့အဖိုးရှေ့မှာကြောက်စရာကောင်းတယ်တရဝါကြီးကိုသူတွေးလိုက်ပြီးတော့ထအော်လိုက်တော့တယ်